တထေထီဖြူပို့သား၍တထေအပြေခန့်အပ်ခြင်း အော်နေကထိပြုပေးတာအဲ့ဒါကအဲ့ဒီခေတ်ရဲ့အစင်လာကအခုခေတ်ဆိုလို့ရှိရင်တော့ဘာသူတို့ဘွားတသိက်တွေပေးသလိုပါပဲသူကတကယ်ချမ်းသာလို့ချင်းတထေးအဖြစ်အတိမပြုတဲ့အခုခေတ်ဆိုတော့စက်ကူကြပေါ့ကွာရှေးခေတ်ကတော့ဘာပေးရလဲထီပြုပေးတာအဲ့တော့ဇောတိကအိမ်အောင်ကြသွားသလားအိမ်အောင်မကြဘူးလားဆိုတော့မပါသေးဘူးနော် မှန်ပါဗျာ အိမ်အောင်မကြသေးဘူးသူအရွယ်ရောက်လို့အိမ်ဆောက်ပေးတဲ့ခါမှာတီးသန့်အိမ်ဆောက်ပေးတဲ့ခါမှာတရားမင်းကကိုယ်တိုင်လုပ်ပေးတဲ့ခါကျတော့ရှိတဲ့နေရာများတဲ့ခါကျတော့အဖေလည်းရှိသေးတယ်လေဒါပေမဲ့သူ့သားကိုဘာဖြစ်ခန့်လိုက်တာလဲတထေးဖြစ်ခန့်လိုက်တာထီးပြုပေးပြီးတော့ပေါ့နော်ကဲသွားလိုက် သောတိကတထေသားအတွေ့ယရဏခုနှစ်ပါးဖြင့်ပြီးတော့ဘုံခုနှစ်စစ်ရှိဘုံခုနှစ်ထရှိပြတ်သားကြီးမြေမတက်ပေါ်လာတဲ့တရန်ကြီးခုနှစ်ထတကားမို့ခုနှစ်ရတို့နှင့်တကဝရွှေအိုးကြီးလေးလုံးတို့မြေမထားပေါ်ကြကုန်တဲ့ဟူသောတရင်စကားကိုကြားသိရ၍ဗမိတာရမင်းတရားသည်သောတိကထံသို့တထေထီဖြူနှင့်တကဝအဆောင်အယောင်အခမ်းအနားများပို့သားစေလေ၏ထိုတထေသားသည် နေဦးကဗမိတာရမင်းကြီးကမဲသူကိုယ်တိုင်လည်းငယ်ငယ်တော့တည်းရမုံမိုးတစ်ထောင်ပေးခဲ့တဲ့ကောင်ကနော် မှန်ပါဗျာ အဲ့ဒါကတစ်ထောင်ပေးခဲ့တဲ့ကောင်ပေါ့ရှေးဘုရင်လေးရဲ့ချီးမြှောက်တဲ့လူကိုချီးမြှောက်တယ်ဆိုတဲ့အရာကအဝါလုပ်တယ်ပေါ့သူနဲ့နှီးနွယ်တော့တာပေါ့ဇောတိကလည်းဗမိတာရကိုတော့ဘယ်လိုပြောမလဲတောင်းစီရှိတော့တာပေါ့ငယ်ငယ်တော့ကငါ့ကိုမုံမိုးပေးခဲ့တဲ့တခါကြီးဆိုပြီးတော့ဟုတ်တယ်မလားဘုရင်ကြီးဆိုပြီးတော့ဟိုဘယ်လိုပြောမလဲတောင်းစီရှိတော့တာပေါ့ကွာအဲ့ဒီတောင်းစီကြောင့်လည်းပါတော့ပေါ့မြစ်စည်းကလည်းဒါရှိလို့ထီးပြီးတထေးပွဲပြီးတာပေါ့လို့ ထိုတထေသားသည်ထိုချိန်မှစ၍သောတိကတထေဟူ၍အမည်ထေရှားကြောကြားလာလေ၏တတုလကာယီတထေကတော်မြောက်ကျွန်းသူကိုနတ်တို့ယူဆောင်ပို့သားခြင်း လောကတတုလကာရီ မှန်ပါဗျာ ဇောတိကသာလူသိတာဒကမာကြီးတတုလကာရီကြတော့ဘူးမှသိကြဘူးနော် မှန်ပါဗျာ သူကမတောင်ကျွန်းသူကိုဒီရက်တော့တောင်ကျွန်းသိရတာဒီနေရာမှာ तू ကအဲ့လိုရေးလိုက်လို့သွားကြည့်သားမှာဘလို့ညံတော့ပြီးတော့မြောက်ကျွန်းကိုလူရလက်လည်းမသိဘူးနတ်တွေကယူပေးလို့တော်သေးတာပေါ့ကွာနော်နတ်တွေကအကွာလို့နတ်တွေကအကွာလို့ပြီးလို့တော်သေးတာနတ်တွေကဆောင်းယူပေးရတယ်နော်တရားမင်းကိုလည်းယူပေးတာမဟုတ်တယ်နော်ဖတ်တယ်မှာ သောတိကတထေနှင့်အတူတကဝကုသိုလ်ကောင်းမှုပြုခဲ့သောအမျိုးသမီးသည်ကထိုအချိန်ဝယ်ဩဒရဂုရုကျွန်း၌ရှိနေလေသည် ခြားပြောမှာနေဥကကုသိုလ်ကောင်းမှုအတူပြုခဲ့တာဆိုတော့ကျန်လူတော့လည်းအဲ့ဒီကမကြီးကဇောတိကရဲ့ဇနီးထင်တယ်နော်ဟုတ်လားနောက်တော့ကကျောင်းဆောက်တော့လေအပရာဇိတရဲ့ဇနီးနော်ကျန်တော့ကလည်းကျန်ခဲ့တော့လည်းဇနီးနောက်ကကျောင်းဆောက်တော့လေဇနီးဘဝကိုသူကဘယ်မှာဖြစ်နေလဲဆိုတော့မြောက်ကျွန်းမှာနော် မှန်ပါဗျာ နောက်ကျောင်းမှာဖြစ်နေတယ်ဓမ္မကြီးအဲ့ကြတော့ကုသိုလ်ပြုပဲဆိုတော့နတ်တွေကယူပေးရတာအမှန်တော့နတ်တွေကယူပေးတယ်ဆိုတော့နတ်တွေကဇောတိကကိုချစ်လို့မဟုတ်ဘူးနော်သူကုသိုလ်ကံကြောင့်နော် မှန်ပါဗျာ သောတိကတထေသာတထေဖြစ်လာသောအခါ
ထိုကောင်းမှုပြုဖို့မြောက်ကျွန်းသူတတုလကာယီကိုနတ်တို့သည်မြောက်ကျွန်းမှယူဆောင်ခဲ့ကြ၍သောတိကဤခုနှစ်ရက်တိုက်ကြီးကျက်တရေတိုက်ခန်း၌ထိုင်နေစေကြလေကုန်၏တတုလကာယီတထေကရောသည် လုံးဝနတ်တော်ကနေပြီးတော့ခေါ်ပြီးတော့ပေးလို့ညားတာပဲဖေးပေးသားလို့လည်းမဟုတ်ဘူးအမေပေးသားလို့လည်းမဟုတ်ဘူးလူကိုယ်တိုင်သွားပြီးတော့လူပြိုလဲတာလည်းမဟုတ်ဘူးနတ်တွေကနေပြီးတော့မိမချပေးရတဲ့မိမသွားခုတ်ပေးရတဲ့နတ်တွေကမိမသွားခုတ်ပေးရတာဆိုတော့တူးတာပဲနော်ဟုတ်တယ်မလားနတ်တွေကမိမသွားခုတ်ပေးတော်တော်ကြီးထူးတဲ့တခါကြီးပါအေးသွား တတုလကာယီတထေကရောသည်မြောက်ကျွန်းမှလာသောအခါစံတဇလည်းနှင့်မိကြောင့်သုံးလုံးတို့ကိုသာယူဆောင်ခဲ့လေသည် ဟာအရေးကြီးတယ်ကွာစံတစလည်းရေးလိုက်မိကြောက် မှန်ပါဗျာမိကြောင့်သုံးလုံး ငါတင်တော့မိကြောက်သုံးလို့ဆိုဖောကနောက်သုံးလုံးတယ်လေဟုတ်လားဟာဒကမကြီးရကွာမြောက်ကျွန်းကနေလာပြီးတော့နည်းနည်းချွေတယ်လေငွေတယ်လေဘာပြည့်စည်တွေပေါင်းမလဲအော်မေးနေတာကစမ်းတစလည်းမိကြောက်ကသုံးလို့အဲ့ဒီဖောကနောက်နဲ့အဲ့ဒီနဲ့တစလည်းနဲ့တစ်သလုံးချက်တာတခါမကုန်ဘူးနဲ့နော်သူကလည်းတော်တော်ထူးတော့ပေါ့တထသူ့ကိုအကျိုးပေးတာနော် မှန်ပါဗျာ နေဦးပါလင်မယားတယောက်အကျိုးပေးပုံကမတူဘူးအခုသောတိကတထေနေတရားဘာညာတွေတော့တရားမင်းကကိုယ်တိုင်လုပ်ပေးပြီးတော့မြောက်ကျွန်းကြတော့ဖန်တီးမယ်တော့မပြီးတော့သူ့အလိုလိုနဲ့သူ့ပါလာတဲ့စံတစလည်းရဲ့ဖိုကနောက်သုံးလုံးရဲ့ပေါ့ကွာနော်အဲ့ဒါလေးပဲကြည့်တာနော် မှန်ပါဗျာ ဖြစ်သွား ထိုတထေဇနီးမောင်နှံတို့အဖို့ရာအသက်ထဲဆုံးထိုစံတဇလည်းဖြစ်ပင်ထမင်းဖြစ်ရှိလေသည် သူအတွက်သူတို့မိသားစုအတွက်ကောဘလောက်ပဲအဝါလို့စံတစလည်းတစ်သက်လုံးချက်သွားတာမကုန်ဘူးနဲ့ဗျာလူဘလောက်အဝါလို့ဖိုကနောက်ကယူလာမလာပါတော့ကွာဒီတော့ကတော့ဒီနေရာမှာလဲတိုးဒီမှာလဲဖိုကနောက်ကတော်တော်ပေါ်တာပဲနော်ဒါမကြည့်ရတာမင်းအဲ့စံတစလည်းအဲ့ဖိုကနောက်နဲ့ချက်မှာမင်းမကုန်တာတယ်လေဗျာမင်းဒီမဲ့ဖိုကနောက်နဲ့ချက်လို့ကြည့်ရင်ကုန်ပါဗျာနော်သောရိကသာတိတာသူ့မိမနာမသိမသိကြဘူးနော်တတုလကာရီအတုလကာရီမဟုတ်တတုလကာရီနော် တတုလ တနော် မှန်ပါဗျာ ဟုတ်သွား အကယ်၍ထိုသူများကစံလက်အစီတရာထိုစံထဲသည့်ခွက်၌ဖြေလောင်ကြစေကမူထိုစံတဇလည်းသည်တဇလည်းသားလျင်ဖြစ်၍တည်လေသည်အဝဲပါပေ ဘလောက်ထပ်တော့ကွာအဲ့ဒီဘလောက်ပဲဘာကြီးပဲထက်တစ်စက်လည်းပဲဒါပေမဲ့ထုတ်တဲ့ခါတော့ဘလောက်ထုတ်မကုန်ဘူးပေါ့နော်အဲ့ဆန်တဲ့လည်းခွက်လေးနဲ့ယူလာတယ်နော်အဲ့ခွက်တဲ့အများအားကြောက်နေတာဖြစ်မှာပါသွားလိုက် ထမင်းချက်လိုသောအခါစံတို့ကိုထမင်းအိုး၌ထဲ၍မိကြောင့်သုံးလုံးတို့၏အပေါ်၌ထဲထားလိုက်ရလေသည်ကြောက်တို့သည်ထိုကနမှာပင်အလံတပြောင်ပြောင်တောက်လောင်လာ၍ထမင်းချက်လျင်ချက်ချင်းမိအလျံများငိမ့်ဆဲ၍သွားကြလေ၏ ဒါတော့မင်းအခုခေတ်လေကွာမင်းတို့လေးရတဲ့အိုးတယ်တို့လို့ချင်းကြက်လို့ချင်းအလိုလိုနဲ့ခလုတ်ကတက်သွားနော်မင်းတို့ကမီးထိုးတယ်မလို့ဘူးပြဒါပေမဲ့ကြက်လို့ချင်းအဲ့မီးကြောက်ပေါ်ပဲတင်အလိုလိုနဲ့ကြက်လို့ချင်းအဲ့ကြောက်ကအေးသွားတော့တော်တော်ဆင်ပြေတဲ့စနစ်ပဲကွာမင်းဒီနေ့ကအမဆိုးဘူးကမင်းမီးမလာလည်းကိစ္စမရှိဘူးပြနော်ကိုကမီးလာမှပြဿနာတက်နေအဲ့ကြောက်သုံးလုံးတော့ရလို့ရတော့ကွာကွက်တီပဲနော်အဲ့ကွက်ကမိကြောင့်နဲ့စံတဲ့လောက်ရလို့ရတော့မင်းတန်ဃာတွေဘလောက်ပဲလာအေးသေးပဲကွာโอเคဒီတိုင်းထားလိုက်အောင်သူကနာမီးပြောင်းမကလို့မိုးကျွန်းနေအေးဒီမင်းတော့ပြီးတော့ဝါရကျိုးတွေတက်ထားလို့ချင်းမီးတော့လင်းနေဦးမှာဗျာနော်သူကုသကံကြောင့်ပဲဆိုလာတွေပါတယ်မလို့ဘူးပေါ့ကွာ
တတုလကာရီရဲ့ထူးခြားချက်သေးတယ်ဆိုပေမဲ့ तू ကလည်းအစွမ်းတတိပြတယ်ပါလာတဲ့ပစ္စည်းရတာနဲတာနော်ကဲလို့လား ထို